ချန်ပီယံလိယူမဲ့ကြုံရတာပြီးမှပရီးမီးယားလိအဆင့်ဆက်တဲ့အသင်းကိုဒိုင်ကိုပြီးတည်ကြခဲ့တဲ့ဘာစီလိုနာအားလုံးပဲမင်္ဂလာပါဟန်စီဖီလက်ရဲ့ဘာစီလိုနာအသင်းကတော့ချန်ပီယံလိဖလားသိမ်းဖို့ရေပန်းစားသောဖြစ်နေပြီးမှညကပွဲစဉ်မှာနျူကာဆယ်ကိုခြေတော်မရောစိတ်လက်ပိုင်းမှာမရှင်းနိုင်ခဲ့ပဲကန်ကောင်းလို့တည်ကြသွားခဲ့တာဖြစ်ပါတယ်နျူကာဆယ်တို့ကအေရှန်ပီပီဒီပွဲမှာတော်လေးကောင်းခဲ့တာဖြစ်ပြီးအခွင့်အရေးတော်တော်များများသုံးမချနိုင်ခဲ့လို့သာတည်ရလက်နဲ့သာကျင်းနေခဲ့ရတာပါဘာစီလိုနာတို့ကတော့ပွဲစဉ်တစ်လျှောက်လုံးသူတို့ရဲ့အကောင်းဆုံးပုံစံကိုရရှိဖို့တော်လေးရုန်းကန်ခဲ့ရတာဖြစ်ပြီးလမိုင်းရမေရဲ့နောက်ဆုံးမိနစ်ပယ်နတီ3ဂိုးကြောင့်သာအသက်ရှူချောင်သားခဲ့ရတာဖြစ်ပါတယ်ရမယ်ကတော့ဒီပွဲစဉ်မှာဘာစီလိုနာတို့အတွက်အကောင်းဆုံးပုံစံမှာရှိမနေဘူးလို့ပြောရမှာဖြစ်ပြီးပယ်နတီကန်ခွင့်ရရှိခဲ့လို့သာဂိုးရရှိသွားခဲ့တာပါဒါကြောင့်ဘောလုံးပရိသတ်တချို့တလီကဘာစီလိုနာတို့ဒိုင်ကူလုံးနျူကာဆယ်ကိုတင်ကြခဲ့တာလို့ပြောဆိုနေကြတာဖြစ်ပြီးပရီးမီးယားလိသာလာခဲ့ရင်စစ်30တောင်ဝင်မှာမဟုတ်ဘူးလို့လည်းဝေဖန်နေကြတာဖြစ်ပါတယ်ဒီပွဲစဉ်ကြောင့်ကိုပြောရမယ်ဆိုရင်နျူကာဆယ်တို့ကတိုက်စစ်မှာအိုဆူလာဘာနက်အီလန်ဂါတို့ကိုအသုံးပြုခဲ့တာဖြစ်ပြီးကိုယ်လေးပိုင်းမှာတော့ဒိုနာလီဂျိုလီတန်ရန်စီတို့ကိုအသုံးပြုလာခဲ့တာပါကန်ဆယ်ပိုင်းမှာတော့မီလတီယောဘန်ထရပီယာဟောတို့ဖြစ်ပြီး4-3-3ပုံစံရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီဘာစီလိုနာတို့ဘက်မှာတော့တိုက်စစ်မှာလီဝန်ဒေါစကီကိုထောင်ထားခဲ့တာဖြစ်ပြီးရာဖင်ညာလိုဘက်လမိုင်းရမယ်တို့နဲ့တွဲပြီးလာခဲ့တာပါကိုယ်လေးပိုင်းမှာတော့ဘာနယ်ပထရီတွဲပြင်ကန်ဆယ်ပိုင်းမှာကူဘာစီမာတင်ကန်ဆယ်လိုအာယိုတို့ဖြစ်ပြီး4-3ပုံစံခင်းကျင်းလာခဲ့တာဖြစ်ပါတယ်ပွဲစားမာတွေကနံပါတ်စလုံးပြန်လည်တိုက်စစ်မှုတွေရှိခဲ့တာဖြစ်ပြီးဂိုးပေါက်ချင်းချောင်းမှုတွေလည်းများစွာပြုလုပ်နေခဲ့တာပါနောက်ပိုင်းပွဲချိန်တွေမှာတော့နံပါတ်စလုံးဘိုက်ကွင်းတချို့ရရှိခဲ့ပေမဲ့အဆုံးသတ်ပိုင်းညံဖြစ်နေခဲ့တာကြောင့်ပထမပိုင်းကတော့ဂိုးမရှိသေးတဲ့သာပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့နံပါတ်စလုံးလူစင်းပြောင်းလဲများစွာပြုလုပ်လာတာကိုမြင်တွေ့ခဲ့ရပြီးတိုက်စစ်ပိုင်းမြင့်တင်လာခဲ့ကြပါတယ်အဲဒီနောက်ပွဲချိန်85မိနစ်ရောက်မှာတော့အင်ရှင်တို့ဦးဆောင်ကိုစက်တဲ့ရရှိသွားခဲ့တာဖြစ်ပြီးမူဗီရဲ့ဖြစ်တင်မောကတဆင့်ဘာနက်ကလွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ပွဲပြီးဆုံးဖို့နီးကလာတဲ့မြအင်ရှင်တို့ကနိုင်ရလက်ကိုထိန်းကစားဖို့ကြိုးစားလာခဲ့သလိုဘာစီလိုနာတို့ကလည်းခြေပါကိုရဖို့ပုံမအားထုတ်လာခဲ့ပါတယ်အဲဒီနောက်ပွဲပြီးဆုံးကနေနာကျင်ချေဖို့4မိနစ်ရောက်မှာတော့ဦးမိုကိုနျူကာဆယ်ကစားသမားဂိုရီယာတို့ဖောင်းလုပ်ခဲ့တာကြောင့်ဘာစီလိုနာတို့ပယ်နတီရရှိခဲ့ပြီးရရှိလာတဲ့ပယ်နတီကိုတော့ရာမယ်ကအမှားယုံမရှိကန်သွန်းသွားခဲ့တာကြောင့်တပတ်တကူးစီနဲ့သာပွဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်ဒီတီရဲလက်ကြောင့်ဘာစီလိုနာတို့ကနောက်တစ်ဆင့်တက်ဖို့အတွက်ဂျင်နီကောင်းသွားခဲ့ပြီဖြစ်ပြီးနျူကာဆယ်တို့ကတော့ဒုတိယကြော့ဖြစ်နူကတ်မှာရုန်းကန်ရတော့မှာဖြစ်ပါတယ်